ကဲဒီနေ့မှာဆိုတော့ကျွန်တော်ရဲ့ fan တရားနေတော့ကျွန်တော်ကို channel လာရောက်ပြီးတော့ခေါ်ထားတာဖြစ်ပါတယ်။ဘာ channel လေးဆိုတော့ကျွန်တော် RAM မှာ6ကန်လဲရမယ်။ KiloK 15K နဲ့အနိုင်ရမယ်။ MOP ရရမယ်လို့သူကပြောတာလေ။ဆိုရင်တော့ Epic Skin တော့ giveaway ပေးရမယ်။ Oh my god ကဲဘောနော်ဒီ channel ကိုကျွန်တော်အနေနဲ့စိတ်ဝင်စားတယ်။ကဲ let's go channel တော့လုံးဟုတ်လား။ချောင်းနဲ့ KiloK 15K က easy တွေတန်းတယ်။ကြည့်ရတော့ let's go guysကဲဗီဒီယိုလေးမစခင်မှာဘရိုအနေနဲ့ like လေး channel လေးကို subscribe ပြီးတော့ဗီဒီယိုလေးကို like ခဲ့ပြီးတော့အရင်ဆုံးတော့အောင်ဆိုချင်ပါတယ်ခင်ဗျကဲဘောနော်စလိုက်အောင် let's go ကဲဘောနော်ချောင်းပလိုလေးတော့မဟုတ်ချောင်းနဲ့တော့ 15K လာပြီးတက်ပြမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်အနေနဲ့ channel အောင်သွားမလားဆိုတော့ဘရိုအနေနဲ့စုံကြည့်ပြကြအောင် let's go guys 15K ဆိုတာကျွန်တော်တို့ကတော့ easy ပါစားတာပါเนาะကျွန်တော် hibernate နေလို့ 15K ရရင်ရချင်ရအောင်နိုင်တော့ဗောเนาะကဲစတော့လာနေကဲစင် offline လာမှစင်ထိုင်ရမှာတော့ကျွန်တော်နေတိုက်တော့ pressure တော့မရှိဘူး ruby လေးနဲ့တာလေးပဲထိမယ်ကျွန်တော် 15K လေးယူမှာဟုတ်ပြီအကောင် 15K လေးကိုကျွန်တော်ရသွားမလားဆိုတော့စုံနေကြည့်ပေးကြတိတ်တော့မရှိဘူးเนาะ Hero Kit 15K ဒါပေမဲ့ခုလို့ဆိုကျွန်တော်တကယ်မှတော့မရသေးဘူးစင်တော့ပြီးကဲ Ruby လေးဆွဲစားမှရမယ်ကျွန်တော်တေးမလားတစ်ချက်တေးမလားတော့မသိဘူးကွာ sorry yes ကျွန်တော် 1K တကယ်ရတာပါ brother လေးကဲနောက်ထပ် K တွေကိုထပ်ပြီးတော့လူရအောင်ဘဝအကြီးကိုခြုံနေကနေစောင့်နေရ Lancelot ကိုကန်မှု Lancelot စားမှရင် Lancelot လေးဆွဲစားမယ်ကဲအကောင်တေးပြီးရောအမချောင်းပလို့ပါတော့ရောအောင်ပြက်ပြီးနောက်တစ်ချက်ပြက်တယ် 2K အိုး 15K အော်ချမ်းလာကဲ 2K စီပါပြီ 15K လို့ပြောတာပဲထင်တော့မခက်ပါဘူးစားတာပါနော်ကဲကြောကြီးအမအဲ့ကောင်တော့ကြောအမတေးပြက်အဲ့ကောင် 3K စင်ပြီးတာတော့မသိဘူးနော် 3K ထရတော်ဝါဒီပဲကြိုက်တော်ဝါဒီမရိုက်မယ် Hero K 73ထရပဲ Hero K 3K ချန်လာအောင်တော်ကြိုးစားနေရတယ်ကဲတော့အဲ့ဒီကောင်လေးပဲဆွဲစားအောင်မတာတင်အောင်လုံနေပြီစပယ်တောင်းပြီးဆွဲစားမယ်မလူတော့ဆွဲစားပလိုက်ပြီ4ကောင် Hero K total နောက်တော့ကောင်မထည့်ရမှာLancelot Hero K 5K ချမ်းလန်တော့ရော်စောင်းတော့စတားတဲ့ Epic Skin တကောင် giveaway ပေးရမှာနော်ချမ်းလန်ဆုံးချမ်းလန်နိုင်ရင်နော်ချမ်းလန်နိုင်ရင်ဟောတာပြမယ်ရောအဲ့ဒီမှာစားပလိုက်ပြီနော်နောက်တော့Hero K 6K နော်ကိရိလာပြီးတဲ့စိတ်သဘောထားကြီးနေဟောရင်မလို့ကောသဘောထားကြီးကြီး yes ကဲကျွန်တော်စောင့်နေကို run မှာ classic မဟုတ်ပါဘူးเนาะ run စောင့်နေတာပါကဲအဲ့ဒီမှာ Lancelot လေးပါဆွဲစားခံကြည့်ပြီးရောဘက်လေးရတကောင်ရပါတယ်ဘက်လေးရတယ်ဝေါ်ကပြီးတော့ထိတ်ရတယ်เนาะ Hero K ခုနကောင်အပေါ်လမ်းမှာတကောင်ထိတ်ရမှာ Hero K 6ကောင်အကောင်မထိတ်ရမှာအဲ့ဒီကောင်မှာကမ်းမယ်ပေးကြကေးပေးကြတယ် 15K ကလိုနေတာနော်ဟိုဘက်ချောင်းရောဆွဲစားရောအဲ့ဒီမှာ Hero K 6K စင်ပြတာတော့မသိ Hero K 6K အဲ့ဒီမှာထိတ်ရမယ်လူတော့လေစိတ်သဘောထားကောင်းတယ်သဘောထားကြီးနေတာဒီကောင် Hero K 9K 6K ပဲလိုတော့နော်ရောဟိုး the light channel ခဏစောက်တီးခံရမှာရောအောင်လမ်းမှာနှစ်ကောင်တော့မှဒီနှစ်ကောင်တော့ဖြတ်နိုင်ရင်တော့ပြီးပြီရောချမ်းလာနှစ်ကောင်ဖြတ်ရင်တော့ Hero K ဘယ် K စီမယ် 17K ဖြစ်သွားမယ်နော်အဲ့အကောင်အဲ့ဒီကောင်တော့ငါ့ဘာလုပ်ချင်ရောအဲ့ဟော K လူရတော့ကောင်တော့စောင့်ကြည့်ရော2မလှတာနော်အကောင်အဲ့ဒီကောင်ငါ့ကိုပြီးလိုက်တောင်မိုးစီတယ်ဟောဘာလဲရောဒီကောင်ရောသဘောထားမကြည့်ဘူးကိစ္စမရှိပါဘူးအဲ့မှာအကောင်လွဲသွားတော့ကွာရော error တက်သွား sorry အဲ့ဒီကောင်ရရမှာအဲ့ဒီကောင်ငါရရမှာလို့ပေါ်လာမှာ ruby လေးကိုရမှာဘာမှမပါစေ ruby လေးကိုရမယ်ရော ruby လေးကိုရမယ် flame ဆောင်းတယ်မှာနော်ဘယ်ထဲကလူကျင်တာနေငါ okay Hero K 10K နဲ့တူပဲနော်ထက်ကြည့်အောင်မယ်ညီကိုရ 15K ရဘူးနော်ချောင်းပလူလေးပါ 15K ထင်တော့လည်းမခတ်ပါဘူး okay လား 15K ထင်တော့လည်းမခတ်ပါဘူးညီကိုတို့အောင်လမ်းပါနော် clip ဆွဲစားပလိုက်တော့မှဒီ clip ဆိုတော့ကောင်ဆွဲစားပလိုက်တော့အဲ့ဒီကောင်တော်တက်နေအဲ့ဒီကောင်မှမညာနာလားတော့မသိဘူးနော်
ချက်လေးလို့ခဲ့အောင်တစ်ချက်လေးကန့်ပြတ်တယ်ဒီကောင်ကိုလွတ်သွားရဲဒါရကိစ္စမရှိအဲ့ဒါမှ2ကောင်ဒီထဲမှာ2ကောင်တော့ဖြတ်စားမရမှာအဲ့ကောင်2ကောင်ဖြတ်စားမရတော့လောက်ကီလုံးဟေးတေးမလားတေးသွားတယ်ကောင်းတယ်နိုင်12ကီနောက်ထပ်3ကီဟိုးတလိုက်ကောင်းတယ်ဗျာရှောင်းရေးနောက်ထပ်ဟီရိုကီ3ကီရမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ချမ်းလိုက်ရတော့အောင်တော့မှာဖြစ်ပါတယ်ဟီရိုကီ3ကီရောအဲ့ဒီမှာပါစင်ထိတ်ရဟီရိုကီ73ကီ what the fuck တော့ဝရနော်ကလပ်စင်မဟုတ်ဘူးလို့ကျွန်တော်ကနေနေလို့လီကြမရှိသေးအဲကြောင့်မလို့လွဲနေတာလို့လမ်းဆိုတော့လေထိတ်ရမယ်အကောင်မှာအဲ့ဒီကောင်မှာထိတ်ရမယ်ဟုတ်ပြီလားအဲ့ဒီကောင်မှာအာဆက်လက်ကီနောက်တော့တကောင်ပဲလို့တော့ဟုတ်လားတကောင်ပဲလို့တော့တယ်လုံးအောင်တကောင်ပဲလို့တော့ what the hell တကောင်ပဲလို့တော့ကောင်ပဲလို့တော့ဒီတကောင်ပဲလို့တော့ဒီဟဲ့ငါတီပါကြီးကိစ္စမရှိကွာဒီကောင်တွေငါတို့နောက်တစ်ကေးပဲနော်ဘာကေးလေးပေးပါဦးကေးပဲ15ကေးတကေးရရင်ချမ်းလာတော့အော်မြင်ပါပြီနော်ပြောနေချမ်းလာနောက်တစ်ကေးပါလို့ရောင်းရင်အဲ့ဒါကောင်ကေးပြကျေးဇူးအများကြီးတင်ပါတယ်ကေးရပြီအဲ့ဒါကောင်ဆွဲစားရော့အကောင်ဟဲ့အာဘာလွတ်သွားတော့ကွာyesကောင်ကွာလွတ်သွားတော့ကွာမလွတ်သွားတော့ကွာလွတ်သွားပြီအမရပြီ15ကေးရပြီ15ကေဟိုတလိုက်ချမ်းလာအောင်သွားပြီရောချမ်းလာပါနော်ကျော်နေရာသာပြောတဲ့ချမ်းလာရတော့အောင်မြင်သွားကြပါပြီ yes တိုက်လိုက်ကောအပိစကကေဝေးမပေးဘူးတော့ကျွန်တော်ပါဘောနော်ကျွန်တော်အနေနဲ့ချမ်းလာအောင်ပါပြီကျွန်တော်ကေဝေးတစ်ခုလောက်လာပါတယ်အဲ့ဒီကေဝေးမှာဘရိုကျွန်တော်နောက်မှတကြံပြရတော့ပြန်အောင်ပေါ့ဗျာဘရိုနေအခုကကျွန်တော်ဒီ channel အောင်လိုက်ဆိုတော့ကျွန်တော် epic skin ကျွန်တော်ပြောလိုက် epic skin နဲ့ကျွန်တော်မပေးရတော့ပါဗျာဒါပေမဲ့ကျွန်တော် epic skin နဲ့ပုံမိုင်းတဲ့ giveaway လောက်တာပါတယ်နော်နောက်နေ့ကျမှကျွန်တော်နေပြောပြတော့ပါဗျာကြံပြီးမှကဲနိုင်ပါပြီနိုင်တော့ရောင်း3ခါပဲတည်ရော Hiroki 15ကြီးနော်စင်ပြေလာတော့မသိဘူးနိုင်ပါပြီကြီးနိုင်ပါပြီအိုးချမ်းလာလွေသလားတော့မမီးနဲ့နော်ဟိုဒါကျွန်တော်ဒီချက်ဖြစ်နေလို့ကဲနော်တကြံမှာအလုပ်ပြဆွင်ကြပါစီလို့ကျွန်တော်နေစုမကောင်းလေးတောင်းရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဗီဒီယိုလေးကိုဆုံးနေကြည့်ပြီးကြကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်နောက်နေ့ကျရင်ထပ်ပကောင်းတဲ့ဗီဒီယိုမှာပြန်လဲဆုံးနေကြပါအောင်